ကဲအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့လမ်းတိတ်မကျွမ်းကျင်သေးတဲ့သူကားမောင်တိတ်မကျွမ်းကျင်သေးတဲ့သူတွေအတွက် round about ဘယ်လိုအသုံးပြုရမလဲဆိုတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီ round about ကြတော့အပြာနဲ့အနီနှစ်ခုရှိတယ်အပြာလမ်းအနီလမ်းအပြာလမ်းမှာဆိုရင်ဒီညာဖက်ပဲ꿰လို့ရမယ်တက်တက်ပဲသွားလို့ရမယ်ဘယ်ဖက်꿰လို့မရဘူးဘယ်ဖက်လမ်းကိုပြန်ကူးလို့မရပါဘူးအနီလမ်းသုံးလို့ရှိရင်တက်တက်ထွက်လို့ရတယ်ဘယ်ဖက်꿰လို့ရတယ် U turn ပြန်လုပ်လို့ရတယ်ညာဖက်ကူးလို့မရပါဘူးဒီလိုမျိုး round about ထားတဲ့နေရာကိုအဝေးတနေရာကနေရဲတွေကတခါတလေစောင့်တတ်တယ်ဆိုတော့ဒီအပြာလမ်းကနေအနီလမ်းကိုကူးလို့ရှိရင်ရဲကတွေ့လို့ရှိရင်ပေါ့ ticket ရမယ်ဆိုတော့ဒီလမ်းဒီ round about နဲ့ပတ်သက်ပြီးတော့မကျွမ်းကျင်သေးတဲ့သူမသိသေးတဲ့သူတွေကဒီအပြာလမ်းနဲ့အနီလမ်းကိုကူးလို့မရပါဘူးအနီလမ်းနဲ့အပြာလမ်းကိုပြန်ကူးလို့မရပါဘူးဆိုတဲ့အကြောင်းပြောပြချင်ပါတယ်နောက်တစ်ခုကတော့တလန်းထဲရှိတဲ့ round about ကြတော့တလန်းပဲရှိတယ်ဆိုတော့ညာဖက်လဲ꿰လို့ရတယ်တက်တက်လဲသွားလို့ရတယ်ဘယ်ဖက်လဲ꿰လို့ရတယ် U turn လဲပြန်လုပ်လို့ရတယ်ဆိုတော့အဲ့ဒါကတော့စိုးရိမ်စရာမလိုပါဘူး